ကြီးအောင်ဆုံးအသင်းကတော့ Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဝင်းနာတင်မြန်မာ YouTube Channel ဘောလုံးပဲသုံးသက်ချက်ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ပြင်သစ်လီဂိုရဲ့ကြီးအောင်ဆုံးကြီးအကြဆုံးအသင်းတွေကိုကျွန်တော်အနေနဲ့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာပြင်သစ်လီဂိုကဆိုရင်တော့26ပွဲထိကစားပြီးပြီပေါ့နော်ဆိုတော့နံပါတ်1နေရာမှာတော့ကျွန်တော်တို့ PSG အသင်းပေါ့နော် PSG ကတော့ကျွန်တော်26ပွဲကစားပြီးပြီ16ပွဲနိုင်တယ်9ပွဲထိကြီးရှုံးပါတယ်ဗျာကျွန်တော်နံပါတ်2နေရာမှာတော့ကျွန်တော်တို့မာစီးအသင်းပေါ့နော်မာစီးရဆိုရင်တော့15ပွဲနိုင်တယ်17ပွဲကြီးရှုံးပါတယ်ခင်ဗျနံပါတ်3ကတော့ကျွန်တော်တို့ nice ပေါ့နော် nice အသင်းကတော့ကျွန်တော်14ပွဲနိုင်ပြီးတော့9ပွဲကြီးရှုံးပါတယ်ဗျကျွန်တော်ကြီးအကြဆုံး3သင်းကိုပြောရမယ်ဆိုရင်တော့နံပါတ်16ကကျွန်တော်မောက်ပယ်လီယာပေါ့နော်10ပွဲနိုင်တယ်16ပွဲကြီးရှုံးပါတယ်ဗျ18နေရာမှာကျတော့ကျွန်တော်လီဘာရီကတော့ကျွန်တော်တို့10ပွဲနိုင်ပြီးတော့14ပွဲထိကြီးရှုံးပါတယ်ဗျအဆင့်18နေရာမှာတော့ကျွန်တော်တို့ Rennes အသင်းပေါ့နော်သူကတော့10ပွဲနိုင်ပြီးတော့16ပွဲထိကျွန်တော်တို့ကြီးရှုံးပါတယ်ဗျဆိုတော့ကျွန်တော်တို့ဒီမှာတော့စီးရင်စရာအရဆိုလို့ရှိရင် PSG အသင်းကိုရွေးချယ်ပြီးတော့ကစားပါလို့ကျွန်တော်တို့ပြောထားတယ်ခင်ဗျဆိုတော့ရှောင်းရမယ့်အသင်းကတော့ကျွန်တော်တို့ Rennes အသင်းပေါ့နော်ဆိုတော့ကျွန်တော်တို့ကြီးအကြဆုံးအသင်းကိုကျွန်တော်တို့ရှောင်းရမယ်လို့ကျွန်တော်တို့ပြောထားတယ်ခင်ဗျဆိုတော့အိမ်ကွင်းမှာကျွန်တော်တို့ရွေးချယ်ရမယ့်အသင်းကတော့ကျွန်တော်တို့အောက်ဈေးအသင်းပေါ့နော်အောက်ဈေးအသင်းကိုကျွန်တော်တို့ရွေးချယ်ရမယ်ဖြစ်ပြီးတော့ရှောင်းရမယ့်အသင်းကတော့အိမ်ကွင်းမှာကျွန်တော်တို့လီဘာရီအသင်းကိုရှောင်းရမယ်လို့ပြောထားတယ်ခင်ဗျဆိုတော့အဝေးကွင်းမှာကျွန်တော်တို့ရွေးချယ်ပြီးကစားလို့ကောင်းတဲ့အသင်းကတော့မာစီးအသင်းဖြစ်ပါတယ်ကျွန်တော်တို့အဝေးကွင်းမှာရှောင်းရမယ့်အသင်းကတော့ Rennes ပေါ့နော်ဒီကျွန်တော်တို့ကြီးအကြဆုံးအသင်းဖြစ်ပါတယ်ခင်ဗျတည်ရပွဲအများဆုံးအသင်းကတော့ Lens အသင်းဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်တို့ဒီပြည်သက်လီဂူမှာကျွန်တော်တို့ဂိုးသွင်းအကောင်းဆုံးကျွန်တော်တို့တိုက်စစ်အကောင်းဆုံးကျွန်တော်တို့အသင်းကတော့ကျွန်တော်တို့ PSG ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့သူကတော့83ဂိုးထိကိုကျွန်တော်တို့သွင်းထားတာဖြစ်တယ်အိမ်ကွင်းအဝေးကွင်းတိုက်စစ်အကောင်းဆုံးကလည်း PSG အသင်းပဲဖြစ်ပါတယ်ခင်ဗျဆိုတော့တိုက်စစ်အညံ့ဆုံးအသင်းကတော့မောက်ပယ်လီယာအသင်းဖြစ်ပါတယ်အိမ်ကွင်းမှာတိုက်စစ်အညံ့ဆုံးအသင်းကတော့လီဗာရီအသင်းဖြစ်ပါတယ်အဝေးကွင်းမှာတိုက်စစ်အညံ့ဆုံးအသင်းကတော့မောက်ပယ်လီယာအသင်းဖြစ်ပါတယ်ခင်ဗျဆိုတော့ခံစစ်အကောင်းဆုံးအသင်းကတော့ PSG အသင်းဖြစ်ပါတယ်ကျွန်တော်တို့အိမ်ကွင်းမှာခံစစ်အကောင်းဆုံးအသင်းကတော့ Nice အသင်းဖြစ်ပါတယ်အဝေးကွင်းမှာကျွန်တော်တို့ခံစစ်အကောင်းဆုံးအသင်းကတော့ကျွန်တော်တို့ Lily အသင်းဖြစ်ပါတယ်ခံစစ်အညံ့ဆုံးအသင်းကတော့မောက်ပယ်လီယာအသင်းဖြစ်ပါတယ်အိမ်ကွင်းမှာခံစစ်အညံ့ဆုံးအသင်းကလည်းမောက်ပယ်လီယာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့အဝေးကွင်းမှာခံစစ်အညံ့ဆုံးအသင်းကတော့စိတ်အန်တီယန်အသင်းဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ပြင်သစ်လီဂူရဲ့ကြီးအောင်ဆုံးကြီးအကြဆုံးအသင်းတွေရဲ့အကြောင်းကိုကျွန်တော်အနေနဲ့ပြောပြပေးတာဖြစ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ